ကုမ္ပဏီကပြောတာတော့အင်ဂျင်ဘလိုဝါရီနေရာမှာအစားထိုးပြီးတော့သုံးလို့ရတယ်လို့ပြောတာပဲဟုတ်ပါမလားစမ်းကြည့်အောင်ဒီကောင်ကတော့ B5 ရဲ့48ဗို့ဘက်ထရီလေးမှုတ်ဆက်ကုမ္ပဏီတွေကတော့အင်ဂျင်ဘလိုဝါတွေကဓာတ်ဆီထည့်ရတယ်တူတီထည့်ရတယ်အလောက်ရှုပ်တယ်ဒီကောင်နဲ့စမ်းသုံးကြည့်ပါရလက်ကအတူတူဖြစ်စေရမယ်လို့သူအာမခံထားတယ်နော်သူတို့ဘာလို့ညာဘလောက်အာမခံရဲတာလဲတစ်ချက်ကြည့်အောင်ပေါ့ပုံစံကတော့ဒီမှာခုခစ်ပေါ်တဲ့ဂျက်လေရင်ဘလိုဝါပုံစံပေါ့နော်ဂျက်လေရင်ဘလိုဝါပုံစံကြီးတော့ကြီးပဲဗျနောက်ပြီးတော့သူ speed ကလည်းဒီမှာ6ဆင့်ထိပါတယ်သူ့ရဲ့လေစုပ်နိုင်တဲ့အိမ်ကလည်းအကြီးဆိုတော့လေရတော့ပြင်းမှာပေါ့နော်နောက်ပြီးတော့ဒီမှာသူကတော့48ဗို့တက်ခဲ48ဗို့တန်ဆဲပေါ့နော်48ဗို့ 4H ဖြစ်မှာပါပဲတန်ဆဲနှလုံးပါတယ်ဒါတော့မစိုးနှလုံးပါတယ်တချို့ကျတော့တစ်လုံးပဲပါတယ်လေနော်အဲကြတော့တစ်လုံးပါတော့နည်းနည်းစောင့်ရတာပေါ့နော်နှလုံးပါတော့ကျတော့တစ်ခုကိုသုံးနေတယ်လည်းတစ်ခုကိုအာသွင်းထားတော့စောင့်ကြမလို့ပေါ့အလုပ်တွေပါဆက်လုပ်လို့ရတယ်ဒါတော့ဒီလိုဘူးထဲမှာတော့ကြည့်တာတော့သေးသေးလေးပဲဗျာဒါပေမဲ့အပြင်မှာထုတ်ကြည့်လိုက်တော့တော်တော်ကြီးတယ်သူ့ရဲ့လေအားတော့စမ်းကြည့်အောင်ခဏနေကြာစမ်းကြည့်တာပေါ့နော်သူတက်ခဲရဒီမှာထည့်မယ်မလေးပြင်းတော့တော်တော်ပြင်းနေကြခင်ဗျားတို့ကျွန်တော်ပြမယ်မြင်တဲ့အတိုင်းပဲအားတော့ share ပဲကနော်ဘက်ထရီကလည်း48ဗို့နှလုံးတောင်ပါတယ်ဆိုတော့စိတ်ကြိုက်သုံးရုံပဲဒီကောင်လေးကိုကျွန်တော်ရောင်းပေးမဲ့ဈေးနှုန်းကတော့2,500,000နဲ့9,000နဲ့ရောင်းပါမယ်တကယ်လို့စိတ်ကြိုက်တွေးလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ပြည်စုံရ Facebook page Messenger ဒါမှမဟုတ်39952133 Viber ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးမှာယူလို့ရပါတယ်ကျေးဇူးပါခင်ဗျာ